တချင်းလေးရဲ့ခေါင်းစဉ်က My Author ဖြစ်ပါတယ်အဓိပ္ပာယ်ကတော့မူရင်းရေးသားဖန်တီးတဲ့သူပေါ့နော်ကလောင်ရှင်မူရင်းရေးသားဖန်တီးတဲ့သူပေါ့ဆိုတော့ဒီတခြင်းလေးကိုဘုရားသခင်က2018ခုနှစ်မှာပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဘယ်လိုစဖြစ်လာလဲဆိုတော့ကျွန်တော်တို့အားလုံးမြင်ဘူးတဲ့ကြည့်ဘူးတဲ့ American Got Talent ဆိုတာလေအမှဒီကမ္ဘာလုံးမှာရှိတဲ့သူတွေကတခြင်းဆိုကြတယ်မျက်လက်တွေပြတယ်ဟောကကြတယ်အမျိုးမျိုးသူတို့ရဲ့ talent ကိုလာပြိုင်တဲ့ American Got Talent မှာထူးထူးခြားခြားလာရောက်ရှင်ပြိုင်ခဲ့တဲ့အရာလေးတစ်ခုကိုကျွန်တော်တွေ့ခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့လူတစ်ယောက်ကသူ့ရဲ့သတ်မှတ်ချိန်ဒီ1မိနစ်နဲ့2မိနစ်ကြားထဲမှာသူတင်ဆက်ရမယ်သူ့ရဲ့စွမ်းရည်ကိုသူကဘယ်လိုတင်ဆက်သွားလဲဆိုတော့ပကြီကားချက်အလွတ်ကြီးကိုသူယူလာတယ်။ပြီးတော့မှဒိုင်၄ယောက်ရဲ့ရှေ့မှာသူသတ်မှတ်ထားတဲ့အချိန်မှာသူအဲ့ဒီပကြီကိုသူဆွဲရဖြစ်တယ်ဆိုတော့1 2 3စပြီဆိုတော့ तू စားဆွဲတယ်လက်နှစ်ဖက်နဲ့ तू ဆွဲတယ်ဟိုချစ်ဒီချစ်ဟိုကုတ်ဒီကုတ်ဆိုစက္ကန့်30လောက်ဖြစ်လာပြီဘာပုံမှန်ပြထွက်မလာဘူးဟိုချစ်ဒီချစ်ပဲရှိနေတာဖြစ်တယ်ဒိုင်တွေကသူ့ရဲ့ performance ကိုမကြိုက်ဘူးဒါကြောင့်မလို့ဒိုင်ကပထမတစ်ယောက် reject လုပ်တယ်ဒုတိယတစ်ယောက် reject လုပ်တယ် तू ဆွဲနေတော့မယ် तू ဆွဲတယ် तू မရက်ဘူးနောက်ဆုံးဒိုင်၄ယောက်စလုံးက reject လုပ်တယ်ဘာဖြစ်လဲဆိုတော့ तू ဆွဲတာဆွဲနေတာဘာရုံမှမပြီးပြင်ဘူးဒါပေမဲ့နောက်ဆုံး last minute မှာဒိုင်တွေအားလုံးသူ့ကို reject လုပ်မိလိုက်ပြီးတဲ့အချိန်မှာနောက်ဆုံး last minute မှာသူ့ရဲ့ပကြီကိုစောက်ထိုးပြန်လည်လိုက်တဲ့အခါမှာအင်မတန်မှပျောင်မြောက်တဲ့လူရဲ့မျက်နှာကြီးတစ်ခုပေါ်လာတဲ့အခါမှာပရိသတ်တွေကဝေါနဲ့အရန်အော်ပြီးအမတ်ပေးတဲ့ဒိုင်တွေကပါအော်မင်တက်ပြီးတော့မတ်တရပြီးလက်ခုပ်တီးရတယ်ဆိုတော့အဲ့ဒီပြိုင်ပွဲကိုကျွန်တော်တွေ့တဲ့အခါမှာဝေါဒီပုံကိုကသူဘာဆွဲနေလဲဆိုတော့သူကောင်းကောင်းသိသူစဆွဲတဲ့ကဘေးကလူတွေကကြည့်တယ်နားမလည်ဘူးသူဘာဆွဲနေလဲမပြီးပြင်ဘူးဒါပေမဲ့သူဘာဆွဲလဲဆိုတော့သူကောင်းကောင်းသိလူတွေရဲ့အမြင်မှာသူကဟိုချစ်ဒီချစ်လို့ပဲမြင်နေပေမဲ့တကယ်တော့သူဘာဆွဲလဲသူသိတယ်ရေးဆွဲတဲ့သူကသူဘာဆွဲလဲဆိုတာသူသိတယ်နောက်ဆုံးပြောင်မြောက်တဲ့လူရဲ့မျက်နှာကြီးတစ်ခုပေါ်လာတဲ့အခါမှာလူတွေကအံ့ဩမြင်တဲ့ဒီလိုနဲ့ဖျားခင်ကျွန်တော်ဘာနားလဲစီလဲဆိုတော့ငါသားမင်းရဲ့ဘဝကိုငါရေးဆွဲနေတာငါကမူရင်းရေးသားဖန်တီးတဲ့လူပဲငါကမင်းရဲ့ဘဝဇက်လံကိုရေးဆွဲတဲ့ director ကြီးပဲမင်းကိုယ်တိုင်နားလဲမှာမဟုတ်တခြားလူတွေလည်းနားလဲမှာမဟုတ်ဒါပေမဲ့ငါဘာဆွဲလဲဆိုတော့ငါကောင်းကောင်းသိတယ်မင်းရဲ့ဘဝဇက်လံအဆုံးအလားပါဆုံးအပီပြင်ဆုံးဖြစ်လာဖို့တော့ငါရေးဆွဲနေတယ်ဒီအချိန်မှာတော့မင်းနားလဲနိုင်မှာမဟုတ်ဘူးငါဆွဲနေတာမင်းမသိဘူးမပီပြင်ဘူးဘာတွေလျှောက်ချစ်နေမှမသိဘူးမင်းထင်ကောင်းထင်နေပေမဲ့ငါဘာဆွဲလဲဆိုတော့ငါကောင်းကောင်းသိတယ်။ဝါဝိညာဉ်ထဲမှာဘုရားသခင်ကျွန်တော်အဲ့လိုစကားပြောတဲ့အခါမှာကျွန်တော်ရန်ဝါမြောက်တယ်စိတ်ချခြင်းတခုကျွန်တော်ရဲ့အထဲကိုရောက်လာတယ်။ကျွန်တော်ရဲ့ဘဝအနာဂတ်တခုလုံးကိုဘုရားသခင်အလားပါဆုံးရေးဆွဲနေတယ်။ဟာလေလုယာ။ဒီလိုပဲကျွန်တော်တို့ His Glory Training Center မှာကျွန်တော်တို့ worship training လုပ်တဲ့အခါမှာသင်တန်း3လလုပ်တဲ့အခါမှာကျွန်တော် music တွေသင်ရတယ်။တရောလဲပါတယ်အဲ့မှာဆိုတော့ကျွန်တော်အလုံးသိတယ် music မှာတရောကအခက်အခဲဆုံးဖြစ်ပါတယ်ဆိုတော့ဒီ melody လေးတွေကို notes နဲ့ထိုးရတဲ့ခါကျတော့တချို့နေရာတွေမှာလွယ်ပေမဲ့တချို့နေရာတွေမှာအရန်ခက်တယ်ဆိုတော့ဒီ notes 3 4 5လုံးကိုရေးတဲ့သူကခက်ခဲနဲ့လှုပ်ထားတဲ့ခါမှာကျတော့ဒီ notes ကို like ထိုးရတဲ့သူတွေအမတန်မှမလွယ်ကူဘူးအရန်ခက်ခဲတခါလေကြာရင်လက်လျှော့အရှုံးပေးချင်လောက်တဲ့အချိန်ဖြစ်တယ်ခက်ခဲလို့ဖြစ်တယ်အဲ့ဒီအနေမြင့်တွေကဒီ notes ကဒီ finger position တွေအရန်ခက်တဲ့အခါကျတော့ဆက်မလေးကျင့်ချင်တော့လောက်အောင်ဖြစ်သွားတဲ့အချိန်တွေရှိပါတယ် classic music တီးတဲ့သူတွေအသိဆုံးမှဖြစ်ပါတယ် pianist တွေ violin ထိုးတဲ့သူတွေကောင်းကောင်းသိဒါပေမဲ့လေအဲ့ဒီအခက်ခဲဆုံးနေရာကအလားပါဆုံးနဲ့နားထောင်လို့အကောင်းဆုံးရာဖြစ်သွားတာဖြစ်တယ်ဒါကြောင့်မလို့ဘလောက်ပဲခက်ခဲပါစေအနေငယ်အတက်ကြတယ်ဘလောက်ပဲဒီ notes ကိုရေးသားဖန်တီးတဲ့သူကဘလို့ပဲခက်ခဲအောင်လုပ်ထားပါစေလေ့ကျင့်လိုက်တဲ့အခါမှာအဲ့ဒီတန်စင်နဲ့ကိုရင်းနှီးပြီးတော့မှအထက်အခါခါ
လေ့ကျင့်ပြီးသွားတဲ့ခါမှာအဲ့နေရာလေးအနှစ်သာရအရှိဆုံးတေးသွားလေးကိုခံစားရရှိတာဖြစ်ပါတယ်ခုနကတော့ American Got Talent လို့ပဲရေးဆွဲတဲ့သူကသူဘာဆွဲလဲသူသိတယ်လို့ဒီ music ကိုအခက်ခဲဆုံးဖန်တီးထားတဲ့သူကတကယ်တော့အလားပါဆုံးကိုသူဖန်တီးနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘဝမှာဘုရားသခင်ရေးဆွဲပေးတဲ့ကျွန်တော်တို့ရဲ့ဘဝတန်ဆင်တွေကတခါလေကြာရင်အနေမြင့်အတက်ကြတဲ့အရင်များတဲ့အခါကျွန်တော်တို့တွေနားမလည်နိုင်ဘူးရန်ခက်ခဲတဲ့လက်လျှော့အရှုံးပေးခြင်းတဲ့အချိန်တွေရှိမိပါတယ်ဒါပေမဲ့တကယ်တော့အဲ့နေရာကအလားပါဆုံးအနှစ်သာရအရှိဆုံးအရာကိုဘုရားသခင်ကဖန်တီးပေးနေတာဖြစ်ပါတယ်ဒီအကြောင်းအရာလေးအဖြစ်ဘုရားသခင်ကကျွန်တော်ရဲ့ဝိညာဉ်ထဲမှာစကားပြောတဲ့အခါမှာဒီတခြင်းလေးတစ်ပုဒ်ဖြစ်လာကျွန်တော်တို့ဘဝအနာဂတ်တစ်ခုလုံးကိုရေးဆွဲနေတာဘုရားသခင်ဖြစ်ပါတယ်သူကမူရင်းရေးသားဖန်တီးတဲ့သူဖြစ်ပါတယ်ကျွန်တော်တို့ဘဝရဲ့အဆုံးဘာဖြစ်လာမလဲဆိုတာသူအကုန်သိပြီးသားပါသူအစအဆုံးအကုန်လုံးရေးဆွဲပြီးသားပါကျွန်တော်တို့ကသာကျွန်တော်တို့ဘဝဇက်လန်ထဲမှာ process ထဲမှာကျွန်တော်ဖြတ်တန်းတဲ့အခါမှာအဲ့ဒီအနှိမ့်အမြင့်အတဲကြတွေနဲ့စိန်ခေါ်မှုတွေနဲ့ကက်ခဲမှုတွေကြားထဲမှာကျွန်တော်တို့ဖြတ်တန်းရင်းနဲ့တခါနေကြရင်စိတ်တက်ကြတယ်စိတ်ပြတ်မိတယ်လို့ဖြစ်ပေမဲ့ကျွန်တော်တို့သိထားဖို့ကဘုရားသခင်ဒီကျွန်တော်တို့ရဲ့ဘဝဇက်လန်ကိုအလားပါဆုံးရေးဆွဲထားပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝတန်ဆင်ကိုအလားပါဆုံးတည်ကုံထားတဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မလို့ဒီသချင်းလေးကို2018မှာဘုရားသခင်ပေးတဲ့အခါမှာကျွန်တော်ကိုယ်တိုင်လည်းကောင်းကြီးဖြစ်တယ်တခြားသူတွေလည်းကောင်းကြီးဖြစ်ပါတယ်ဒီသချင်းလေးကိုရလာပြီးတဲ့နောက်ပိုင်းမှာဒီကျွန်တော်တို့အားလုံးသိတဲ့အဆိုတော်မိမိကဲရနေပြီးတော့မှဒီသချင်းလေးကိုတီးဆိုပေးခဲ့တယ်အဲ့ဒီတုန်းကလည်းသူခန္ဓာအားနေခြင်းကိုသူတိုက်လန့်နေရတဲ့အခါမှာသူမတမ်းမှစိတ်တကြတဲ့ရုန်းကန်တဲ့အခါမှာဒီသချင်းလေးကိုသူချီးမွမ်းတဲ့အခါမှာသူအယံလန်းဆန်းသွားတယ်ဘုရားသခင်သူ့အတွက်အကောင်းဆုံးရေးဆွဲထားတယ်ဆိုတဲ့စိတ်ချမှုတစ်ခုကိုသူရသွားခဲ့တယ်အံ့ဩစရာပဲသူကင်ဆာဝေဒနာကိုသူတိုက်လန့်နေမြန်မာပြည်ထိသူပြန်လာပြီးတော့မှသူအသင်းတော်တွေဒီမှာချီးမွမ်းတဲ့အထိသူအဲ့ဒီဝမ်းမြောက်ခြင်းနဲ့စိတ်ချခြင်းနဲ့သူပြန်လာခဲ့ပါတယ်နောက်ဆုံးသူပြန်သွားတယ်ဘုရားသခင်ရဲ့အလိုတော်အကျမ်းစီထဲမှာဘုရားသခင်ကသူ့ကိုအေးစေအနာယူခွင့်ပြန်လဲပေးခဲ့တယ်တေချာသူစိတ်ချခြင်းနဲ့ဒီလောကထဲကသူထွက်သွားခွင့်ရတယ်ဒီတခြင်းအဖြစ်သူအမှန်တကယ်ကောင်းကြီးဖြစ်ခဲ့တာကိုကျွန်တော်မြင်ခဲ့ရပါတယ်ဆိုတော့ဒီတခြင်းကိုကြားဘူးတဲ့သူတွေရှိတယ်ဒီတခြင်းနားထောင်ပြီးတော့မှဘဝမှာလွတ်မြောက်သွားတဲ့သက်တွေလည်းအများကြီးပြန်ကြားရပါတယ်ဒါကဘုရားသခင်ရဲ့ဝိညာဉ်တော်မဆာခြင်းကြောင့်ဖြစ်ပါတယ်ဆိုတော့ဒီတခြင်းနဲ့အပြည့်ကျွန်တော်ကောင်းကြီးဖြစ်တယ်လို့များစွာသောလူတွေလည်းကောင်းကြီးဖြစ်ခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာကျွန်တော်တို့ညီကိုကျွန်တော်ချစ်ရတဲ့ဒေသရှင်ကိုတော်စင်ကထပ်ပြီးတော့မှ cover နေနဲ့ပြန်ဆိုတယ်သူရောက်တဲ့နေရာမှာတက်တက်ကန်ချီးမွမ်းတယ်ကျွန်တော်ဘဝသူလက်ထဲမှာပဲရှင်နာကပုံဖော်ရေးဆွဲတနေ့ပါဖြစ်မဲ့မသိနိုင်လေအဆုံးမလာပါဆုံးနာကပိုင်ဆိုင်ရမဲ့တိထားတယ်အနေနဲ့တကြတွေတဲ့အရာအလုံးနာမလဲလေကျွန်တော်ဘဝတန်စင်သူကြီးဖွဲ့ဖန်ဒီပေးထားတယ်အဆုံးသနာကအလားပါဆုံးရှိနေမယ်ဆိုတော့ဒီတချင်းလေးရဲ့ history ကကျွန်တော်ကြည့်ခဲ့ရတဲ့ American Got Talent တွေကပြီးတော့မှ music class တွေကနေဘုရားသခင်ပေးခဲ့တဲ့ revelation ကနေပြီးတော့မှဒီတချင်းလေးစီးထွက်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီတခြင်းလေးကိုကျွန်တော်ကိုယ်တိုင်ပြန်ပြီးတော့ပြန်ဝန်ခံချီးမွမ်းခြင်းနဲ့စိတ်လေးဖြစ်လာတယ်ကျွန်တော်အသက်တာတကယ်ကောင်းကြီးဖြစ်ခဲ့တယ်အဆုံးသက်အနာကအလားပါဆုံးရှိနေတယ်ဆိုတော့အဲ့ဒီစကားလုံးလေးအတိုင်းပဲ2018ခုနှစ်မှာဘုရားသခင်ပေးခဲ့တဲ့အခါမှာကျွန်တော်ဘဝတစ်ခုချင်းစီတိုင်းရဲ့ကန္တာတိုင်းရဲ့အဆုံးသက်တွေကအမြဲတမ်းအလားပါဆုံးဆုံးသက်ခွင့်ရတာဖြစ်ပါတယ်လာမယ့်ကျွန်တော်ရဲ့အနာကအမှုရာအားလုံးလဲအခုကျွန်တော်ဘလို့ပဲဖြတ်တန်းရပါစေအနေအမြင့်အတက်ကြတွေဘလောက်ပဲကြမ်းတမ်းပါစေဘလောက်ပဲစိန်ခေါ်မှုတွေများပါစေတေးချတာကတော့ကျွန်တော်မှာစိတ်ချခြင်းအပြည့်ရှိတယ်ဘုရားသခင်ကျွန်တော်ဘဝကိုအလားပါဆုံးရေးဆွဲထားပြီးဖြစ်တယ်ဟာလေလုယာဇက်လန်းအဆုံးကိုဘုရားသခင်ကတည်ပြီးသားဖြစ်ပါတယ်
နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတဲ့လူပုဂ္ဂိုလ်တွေရဲ့အဆုံးသတ်တွေကြည့်လိုက်လို့ရှိရင်ဖယားနဲ့သွားတဲ့သူတွေရဲ့ဘဝဇက်လန်တွေကအမြဲတမ်းခမ်းနားစွာနဲ့အဆုံးသတ်သွားကြတာဖြစ်ပါတယ်ယောသရဲ့ဘဝဇက်လန်ကိုရေးဆွဲတာဘုရားသခင်ဖြစ်ပါတယ်ဆိုတော့အဖေအိမ်ကနေပြီးတော့မှအကောင်းဆုံးအင်ဂျီကိုဝတ်ခဲ့တဲ့ယောသကနောက်ဆုံးအနိုင်မြင့်အတက်ကြတယ်ကိုသူဖြတ်တန်းရတယ်ညီကိုတွေရောင်းစားတယ်ကျွေးနေချတယ်နောက်ဆုံးပေါ်တိဖာအိမ်မှာဂျုံဖြစ်တယ်ထောင်ထဲရောက်တယ်ဒါတွေအားလုံးကသူ့ဘဝရဲ့အနိုင်အမြင့်တက်ကြတယ်ဖြစ်ပါတယ်အင်မတန်မှကျန်းတဲ့ process တွေသူဖြတ်တန်းခဲ့ရပေမဲ့အဆုံးသတ်မှာအလားပါဆုံးသူသိမ့်ပိုက်ခွင့်ရတာဖြစ်ပါတယ်ကျွန်တော်တို့တူတယောက်ချင်းစီတိုင်းရဲ့ဘဝဇက်လန်ကိုလည်းဘုရားသခင်ကရေးဆွဲပေးနေပါတယ်တချို့သူတွေအတွက်အစကောင်းတယ်ဒါပေမဲ့သွားရင်လည်းအလယ်မှာကျင်းမြောင်းတဲ့လမ်းတွေလျှောက်ရတယ်တေမီရိတ်လွန်မှုသောကြိုင်ကိုဖြတ်တန်းရပေမဲ့နောက်တစ်ဖက်မှာတော့ရန်သူရှိစပွဲကိုခင်းတယ်ခေါင်းကိုစီနဲ့လိမ့်တယ်ခွက်ဖလားရှန်နဲ့အဲဒီခန္ဓာလာပါတဲ့အဆုံးသတ်ကိုဘုရားသခင်ပြင်ဆင်ထားပေးတာဖြစ်ပါတယ်ဒီသချင်းလေးကိုကျွန်တော်ကိုယ်တိုင်ပြန်လဲချီးမွမ်းခြင်းနဲ့မှဘုရားသခင်ရေးဆွဲထားတဲ့အလားပါဆုံးအနာဂတ်ရှိနေတယ်ဆိုတာကိုစိတ်ချခြင်းရရှိတယ်လို့ပဲဒီသချင်းလေးကိုခံယူနားထောင်ခြင်းအဖြစ်အရောက်ချင်းစီတိုင်းဘဝအနာဂတ်ကိုဘုရားလက်ထက်မှာစိတ်ချစွာအနံပြီးတော့မှခန္ဓာလာပါတဲ့အဆုံးသတ်ကိုအရောက်ချင်းစီတိုင်းပိုင်ဆိုင်ခွင့်ရရှိပါစေမိကြောင်းသခင်ယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးပါတယ်အရောက်ချင်းစီတိုင်းကောင်းချီးဖြစ်ပါစေစေစမြနဲ့ရေချေပကြီးကလေးတစ်ခုရေးဆွဲမပြီးဆုံးသေးခင်ဘလို့ပုံများဖြစ်မလဲအစိုးမပြီးဆုံးသွားရင်ဖန်တီးသူလည်းမအလားပါဆုံးမြင်တွေ့မယ်စင်တေးသွားလေးတပုတ်လုံးအနေမြင့်တဲ့ကြမ်းများနဲ့ရေပွက်ထားတဲ့သီဆိုညီဖို့ခဲအဆုံးမရင်ဤသွားရင်အလားပါဆုံးသောတချင်တန်စင်လေးဖြစ်လာတဲ့ကျွန်ုပ်ဘဝသူလက်ထဲမှာပဲရှိနာကပုံဖော်ရေးဆွဲတနေ့ပါဖြစ်မဲ့မသိနိုင်လေအဆုံးမလာပါဆုံးအနာကပိုင်ဆိုင်ရမယ်ဒီထားတဲ့အနေမြင့်တဲ့ကြတွေတဲ့အရာအလုံးနာမလဲလေကျွန်ုပ်ဘဝတန်စင်သူရေပွဲဖန်ဒီပေးထားတဲ့အဆုံးသတ်နာကအလားပါဆုံးရှိနေတယ်တန်စင်တေးသွားလေးတပုတ်လုံးအနေမြင့်တဲ့ကြမ်းများနဲ့ရေပွက်ထားတဲ့သီဆိုညီဖို့ခဲနောက်ဆုံးမရင်ဤသွားရင်လာပါဆုံးသောတချင်တန်စင်လေးဖြစ်လာတဲ့ကျွန်ုပ်ဘဝသူလက်ထဲမှာပဲရှိနာကပုံဖော်ရေးဆွဲတနေ့ပါဖြစ်မဲ့မသိနိုင်လေအဆုံးမလာပါဆုံးအနာကပိုင်ဆိုင်ရမယ်ဒီထားတဲ့အနေမြင့်တဲ့ကြတွေတဲ့ရာအလုံးနာမလဲလေကျွန်ုပ်ဘဝတန်စင်သူရေပွဲဖန်ဒီပေးထားတဲ့အဆုံးသတ်နာကအလားပါဆုံးရှိနေတယ်ကျွန်ုပ်ဘဝသူလက်ထဲမှာပဲရှိနာကပုံဖော်ရေးဆွဲတနေ့ပါဖြစ်မဲ့
နိုင်လေအဆုံးမလာပါဆုံးအနာဂတ်ပိုင်ဆိုင်ရမယ်ဒီထားတဲ့နေမြင့်တဲ့ကြတွေတဲ့တရားအလုံးနာမလဲလေကျွန်ုပ်ဘဝတန်စင်သူရဲ့ဖွဲဖန်ဒီပေးထားတဲ့အဆုံးသနာကအလားပါဆုံးရှိနေတယ်ဆုံးသနာကအလားပါဆုံးရှိနေ